皆さん、こんにちは。ဒီနေ့ကတော့ Unfight Lesson 1ရဲ့ Range C ကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်။ဒီချိပါကိုကြည့်ကြည့်အောင်။ကောင်လေးနဲ့ကောင်မလေးပါတယ်။ကောင်လေးက A ကောင်မလေးက B A はじめまして、マイコミラです။တွေ့ရတာဝမ်းသာပါတယ်။မိုက်ကွန်မီရာဖြစ်ပါတယ်။အမေရိကから来ました。အမေရိကကနေလာခဲ့တာဖြစ်ပါတယ်။どうぞよろしくကျေးဇူးပြီးကူညီပေးပါB 佐藤ですどうぞよろしく佐藤ဖြစ်ပါတယ်ကျေးဇူးပြီးကူညီပေးပါ1番はじめましてジョゼ・サントスですတွေ့ရတော့မှန်တာပါတယ်ဂျိုဇဲဆန်တိုစဖြစ်ပါတယ်ブラジルから来ましたブラジルကနေလာခဲ့တာဖြစ်ပါတယ်どうぞよろしく佐藤ですどうぞよろしく2番はじめまして、カリナです。インドネシアから来ました。どうぞよろしく。インドネシアにလာခဲ့တာဖြစ်ပါတယ်ကျေးဇူးရေးကူညီပေးပါအောင်佐藤ですどうぞよろしく2番ရီဆန်နဲ့အီဆန်ရီရဲ့အီရဲ့ဆိုပြီးပေးထားတယ် question mark နဲ့ဒီစိတ်ဆိုးနေတဲ့လူကြီးပေါ့နော်နှစ်ယောက်ပေးထားတယ် A シスレイですが、お名前はデゼイラはナメブルコナメがဆိုပြီးတော့တရင်တနည်းနဲ့မေးလိုက်တယ် B ကပြန်ပြောတဲ့ E です A ကမရှင်းလို့ reason ですက reason လားတဲ့ E ရဲ့ reason ですဟင် reason ဖြစ်ပါတယ်တဲ့ရှိပါဦးစီအောင်シスレイですが、お名前はデゼイラはနာမည်ကサンドスですサンドスဖြစ်ပါတယ်サンダースさんですかいいえ、サンダースです。2番失礼ですが、お名前はタワポンです。タワポンさんですかいいえ、タワポンです。ဒီဟာတွေက underline ထားတဲ့နေရာမှာပဲအစားထိုးပြရမှာပေါ့နော်ဒီပုံထဲမှာပါတဲ့နာမည်တွေကဒီ underline ထားတဲ့နေရာတွေပဲအစားထိုးပြရပါမယ်ကျန်တာတွေကတော့ပုံမှန်ပါပဲ3番ဆမ်မှာဒါကျတော့တယောက်ကဒီနှစ်ယောက်ကိုမိတ်ဆက်ပေးရဲ့ပုံစံပဲပေါ့နော်ဒါမိတ်ဆက်ပေးရဲ့ပုံစံပေါ့ဆမ်ကြည့်အောင် A 田中さんおはようございます田中さんမင်္ဂလာနေ့ကပါおはようございますမင်္ဂလာနေ့ကပါ A こちらはミラですဒီဘက်ကミラဖြစ်ပါတယ် C はじめましてミラですတွေ့ရတာဝမ်းသာပါတယ်ミラဖြစ်ပါတယ် IMC の社員ですIMC ရဲ့ဝန်ထမ်းဖြစ်ပါတယ်။どうぞよろしくお願いします။ကျေးဇူးပြီးကူညီဆောင်ရွက်ပေးပါဦး။ B 田中ですよろしくお願いします။田中ဖြစ်ပါတယ်။ကူညီဆောင်ရွက်ပေးပါအောင်ဆိုပြီးတော့1番စားထုတ်ကြည့်အောင်။田中さんおはようございます。おはようございます。こちらはサンドスさんです。はじめましてサンドスです。ブラジルエアの社員です。ブラジルエアရဲ့ဝန်ထမ်းဖြစ်ပါတယ်။どうぞよろしくお願いします。B 田中です。よろしくお願いします。2番田中さんおはようございます。B おはようございます。こちらはシュミットさんです。はじめまして、シュミットです。パワー電気の社員です。パワー電気ရဲ့ဝန်ထမ်းဖြစ်ပါတယ်။どうぞよろしくお願いします。田中です。よろしくお願いします。ဒီ ratio C ကဒီ ratio C ဆိုတာကခိုင်းဝါနဲ့reading ကိုလေ့ကျင့်ပေးဖို့အတွက်ပဲပေါ့နော်အရင် pressure များစရာမလိုပါဘူးはいဒါဆိုရင်တော့ N5 lesson 1ရဲ့ ratio C လေးကပြီးသွားပါပြီနောက်တဲ့ lesson မှာပြန်တွေ့ကြရအောင်ပါ最後までありがとうございましたじゃあね